TikTok shop ဖွင့်ပြီးသွားပြီဒါပေမဲ့ပတ်စံဘယ်လိုရှာရမလဲမသိဘူးဆိုတော့ကျွန်တော်ရဲ့ညီကိုမောင်နှမတွေအတွက် TikTok shop ထည့်ဟိုပါပေါ့နော် TikTok shop ဖွင့်ပြီးသွားလို့ကျွန်တော်တို့ပစ္စည်းတွေကိုဟိုမှာချင်းတောင်းလေးထည့်လိုက်ပြီးတော့ချင်းတောင်းလေးထည့်လိုက်ပြီးဆိုပါတော့ခုလိုမျိုးကျွန်တော်တို့ချင်းတောင်းလေးကိုရောက်လာပြီးပစ္စည်းတွေလည်းချင်းတောင်းလေးကိုရောက်လာပြီးဒါပေမဲ့ကျွန်တော်တို့ကဗီဒီယိုမလုပ်ချင်ဘူးဟောဗီဒီယိုမလုပ်ချင်တော့ပတ်စံဘယ်လိုရှာရမလဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာနီလန်းတွေရှိပါတယ်တကယ်လို့ဗီဒီယိုမလုပ်ဘူးပတ်စံလည်းရှာခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေကအလွယ်ဆုံးနီလန်းပေါ့နော်အလွယ်ဆုံးနီလန်းလေးပတ်စံရှာမဲ့ရတော့ပတ်စံတော့ရမယ်ဒါပေမဲ့ဗီဒီယိုလည်းရိုက်เสียမလို့ဘူးဟာပြောရလို့ရှိရင်ဘာမှလုပ်เสียမလို့ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးအလွယ်လေးအဲ့နီလန်ကတော့ကျွန်တော်တို့ရဲ့ချင်းတောင်းထဲမှာရှိတဲ့ပစ္စည်းပေါ့ကိုရောင်းကျင်တဲ့ပစ္စည်းကိုကျွန်တော်တို့နှိပ်လိုက်မယ်โอเคကျွန်တော်ဒီလိုရောက်သွားပြီကျွန်တော်ချင်းတောင်းထဲရပေါ့နော်အပြင်ကဟာမဟုတ်ဘူးနော်ကျွန်တော်ချင်းတောင်းထဲရအဲ့လိုမျိုးနှိပ်လိုက်ပြီးကျွန်တော်တို့အဲ့ပစ္စည်းရောင်းမဲ့နေရာလေးရောက်သွားပြီဆိုလို့ရှိရင်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဗာဆက်လုပ်မလဲဆိုတော့ဒီနေရာလေးကိုတွေ့လိုက်မသိဘူးမြားလေးပြထားနော် share ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ဗာဆက်လုပ်မလဲဆိုလို့ရှိရင်ဒီနေရာလေးကိုထပ်နေမယ်နော်ဒီနေရာလေးနော် copy link ဆိုတဲ့နေရာလေးကိုဆက်နေလိုက်မယ်အဲ့လိုမျိုးကျွန်တော်တို့ copy ယူပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့သုံးတဲ့ social media ပေါ့နော် Facebook ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ပါ Instagram ပဲဖြစ်ဖြစ်ဟိုပါပေါ့အဆင်ပြေတဲ့ဟာပေါ့နော်အဆင်ပြေတဲ့နေရာတစ်ခုကိုကျွန်တော်တို့ရွေးလိုက်မယ်တကယ်လို့ဘာပစ္စည်းလဲဆိုတာသူတို့မသိမှကြောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးကိုကျွန်တော်တို့ရောင်းတဲ့ပစ္စည်းပေါ့နော်အဲ့ဒီပစ္စည်းတွေကိုကျွန်တော် second shot လေးရိုက်မယ်ရိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေပုံလေးကိုဖြန့်ညက်ကလေးကျွန်တော်လုပ်လိုက်မယ်ဒီလိုပဲနော်ဒီနေရာလေးနော်ဖြန့်ညက်ကလေးလုပ်မယ်โอเคအဲ့ဒါလေးပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေ Facebook မှာတင်မယ်ဆိုလို့ရှိရင် Facebook ထဲကျွန်တော်ဝင်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေခုနကယူထားတဲ့ link ကိုဒီညာလေးမှာထည့်လိုက်မယ်နော်ထည့်လိုက်မယ်ပြီးတော့လို့ရှိရင်ခုနကပုံလေးဖြည့်ညက်ကလေးလောက်ထားတဲ့ပုံလေးပေါ့နော်အဲဒီပုံလေးကိုကျွန်တော်တို့ထည့်မယ်ပြီးတော့လို့ရှိရင်အောက်မှာကျွန်တော်တို့စာရေးခြင်းနဲ့ဆိုလို့ရှိရင်ရေးလို့ရပါတယ်ဟောပေါ့ရေးဘူးဆေးလေးတုတ်တမ်းပေါ့အဲ့လိုရေးလိုက်လို့ရှိရင် ship အဲ့လိုရေးပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေပို့တင်လိုက်မယ်အဲ့ဒါဆိုရင်ပြီးသွားပါပြီနော်အဲ့ဒါဆိုပြီးသွားပြီတကယ်လို့ကျွန်တော်တို့အကောင့်မှာရှိတဲ့တငယ်ချင်းတွေကလိုအပ်တယ်ဆိုလို့ရှိရင်သူတို့ဒီ link ကနေပြီးတော့နှိပ်ပြီးတော့ဝယ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ commission ရေးရမယ်နော်ကိုယ့်ရဲ့ Facebook ပဲဖြစ်ဖြစ်ဟို Facebook page ပဲဖြစ်ဖြစ်လို့ကိုသုံးနေတဲ့ဟာပေါ့အဲ့ဒီထဲမှာဝင်ပြီးတော့ share လို့ရပါတယ်ဗီဒီယိုရိုက်စရာမလိုပါဘူးလို့တကယ်လို့ဗီဒီယိုရိုက်နိုင်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဖောက်တယ်လဲ share လွယ်တယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နော်